ဗုဒ္ဓစာပေမှာတဘာဝဆိုတာတရဲ့ဘာဝရဲ့ပေါင်းထားတာတဆိုတာထင်ရှားရှိတယ်ထင်ရှားတယ်ပေါ့နော်ဘာဝကအရှိတရားလောကကြီးမှာထင်ရှားတဲ့အရှိတရားကဘာလဲဆိုယုံနယ်ရဲ့နိဗ္ဗာန်ရဲ့ပေါ့နော်ဒါကိုပရမတ္ထတရားတွေဆိုရက်စိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့နိဗ္ဗာန်လို့ဆိုပါတယ်ဒါကြောင့်ဒီသဘာဝမှာတကယ်တမ်းရှိတဲ့အရှိတရားတစ်ခုကတော့ယုံနယ်နဲ့နိဗ္ဗာန်မှာအဲမဲ့ကျွန်တော်တို့ကသဘာဝလို့ကြားလိုက်တဲ့အခါမှာလောကသတ်မှတ်ချက်အတိုင်းတော်တွေတောင်းတွေမြစ်တွေချောင်းတွေပေါ့နော်တစ်ပင်တွေလာတွေကျဲတွေဒီလိုပဲစိတ်ကပဲအာယုံရောက်သွားတာအဲ့တော့မိမိကိုယ်ကိုသဘာဝလို့စိတ်ထဲမှာမပေါ်ခဲ့ဘူးပေါ့နော်အဲ့တော့မိမိကိုယ်ကလည်းသဘာဝပဲနိဗ္ဗာန်ဆိုလည်းဘယ်သူမှဖန်ဆင်းထားတာမဟုတ်ဘူးသဘာဝတရားကြီးပဲအဲ့တော့ဒီသဘာဝရဲ့အမှန်တရားတွေကိုထိုးရင်းသိမြင်အောင်ပေါ့နော်မြတ်စွာဘုရားကညွှန်ပြခဲ့ခြင်းဖြစ်ပါတယ်နော်